လူတွေဘုန်း၌ထင်ရှားပြတော့မိမေတော်မာရီရဲ့ဝိနည်းကိုကျင်းပဖို့ဒီဖျားเจ้าမှာမရှိတာကြတဲ့သတိတာကဆရာတော်များနဲ့ညာတော်များပြည်သူများ system များဝိညာဉ်ကြီးကဘာသာဒီကိုမှာတော့ဘာဓမ္မလုံးမှာရှိတဲ့ကတိလေးဘုရားကျောင်းတွေမှာလူတွေတို့လိုက်ထင်ရှားပြတော့ဒီမရဲ့ဝိနည်းကိုအခမ်းအနားကျင်းပကြခြင်းအဖြစ်ဒီလိုတွေရေတော်ကိုယုံအားကိုးကြရဲ့ရာဇဝင်ကြီးရှိကြတယ်ဆိုတော့ပေါ်ပြတယ်ဒီလိုခဲ့တဲ့နှစ်ပေါင်း168နှစ်တုန်းကလူတွေလို့ခေါ်တဲ့နေရာမှာဘယ်နဲ့လဲဆိုတဲ့အမျိုးသမီးလေးကိုရေတော်ထင်ရှားပြရတာကနေပြီးတော့ဖြစ်ပြလာတဲ့အကျိုးဆက်တွေဖြစ်တဲ့ဒီနေ့လူတွေတို့ထင်ရှားပြခြင်းရဲ့သမိုင်းမှာဆရာဝန်တွေနဲ့ဆေးလောကအဖြေမပေးနိုင်တဲ့ခုမပေးနိုင်တဲ့ဘလို့မှလည်းဖြေရှင်းလို့မရနိုင်တဲ့ miraculous cure တကူပြပြီးတော့ဝေဒနာပြောင်းနေတဲ့အဖြစ်ပြ82ခုရှိခဲ့တယ်။ဒါလည်းမကဘူး။တာဝေဒနာပြောင်းမှုပေါင်း9000လုံးလည်းမှတ်တမ်းတင်ထားနိုင်တယ်တဲ့။ဘာရဲ့ကနေပြီးတော့တန်ဖိုးများစွာသောဘုရားမှုတွေယောဂဝေဒနာရှင်တွေလူနာတွေနဲ့လူနာပြုစုတွေလူတွေမျိုးကိုရောက်လာကြပြီးတော့နေတော်ရာဇဝင်ကြီးနဲ့အားကိုးရတဲ့ဝေဒနာမပြောက်ရင်တောင်မှအိမ်အပြန်မှာသူတို့ဘဝထူးခြားစွာပြောင်းလဲတာကိုကြုံတွေ့ကြရပါတယ်။ဒါကြောင့်အတင်းတော်ကဒီဖေဖော်ဝါရီလ17ရက်နေ့လူတွေတို့ထူးခြားတော့နေ့ကို World Day of the Sick မကြပါတော့သူများနဲ့မကြပါသူတွေကိုပြုစုဆောင်ရှောက်တဲ့သူများကိုဒီဟာထူထောင်ရတဲ့နေ့ဆိုတော့လေအတင်းတော်ကသတ်မှတ်ထားတယ်။အဲ့တော့မေတော်ဒီဆက်တဲ့နေရာတွေအတင်းတော်ရဲ့သမိုင်းမှာချိန်ပေါင်းများစွာရှိခဲ့တဲ့နေရာပေါင်းများစွာရှိခဲ့တယ်။အဲ့တော့တို့ကက်သလစ်တွေကဘာဖြစ်လို့မေတော်ကိုရာကြည်ညိုခြင်းကြီးမားရလဲဆိုတော့တို့အဖြေရှာဖို့တကယ်ဘုရားကလောကတိုင်ပေါ်မှာအသေးခံတော်မူပြီးအသက်ထွက်လူဆက်တဲ့မှာသိအမိကိုကြည့်လို့ဆိုတဲ့အတိုင်းမေတော်ကတန်ရောပြီးတော့ဒီတန်ရောကမေတော်ကိုကြည့်ရှုစောင့်ရှောက်ခဲ့တယ်။တို့ပြည့်တဲ့မှာကြီးတဲ့ခါကျတော့ဧပြီလလောက်မှာအီစတာကျင်းပယေရုရှလင်များများမေလလောက်ကျတော့ဒီလူကောင်းကင်ကိုကတဲ့ဘယ်လိုကျင်းပကဝတ်လာကျတော့လူကြီးမကောင်းကင်ကိုပြည့်စုံနေခံရတဲ့ဘယ်လိုကျင်းပတဲ့ခါကျလူတွေကမေတော်ကောင်းကင်ကိုတက်ကြွသွားတာအထင်သူကောင်းကင်ကိုတက်ပြီးတဲ့နောက်မကြာခင်မှာတက်ကြွသွားတယ်လို့ထင်တာမေတော်ကဒီလိုကြီးတန်ရောကနေအေဖီစုမြို့မှာတန်ရောကအေဖီစုရဲ့ဆရာဖြစ်တဲ့အေဖီစုမှာလိုက်ပါပြီးတော့ပြန်ခဲ့ပြောရတာမေတော်ကပထမဦးဆုံးအသင်းတော်ရဲ့နှစ်ပေါင်းများစွာနော်တစ်တန်ကြာတော့ဒီထိုင်ခဲ့ဒါကြောင့်မေတော်အကြောင်းကိုရေးတဲ့အသင်းတော်ရဲ့ဖခင်ကြီးတို့များကလည်းဒီအေဖီစုနားမှာရှိတဲ့ဒီလိုဒီတန်ရောရဲ့ဘက်ဝမ်းနေအများကြီးကနေပြီးတော့မှတ်တမ်းတွေရေးသားခဲ့ပြီးဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ဒုတိယကျမ်းမှာကြားလိုက်ရတဲ့အဖြစ်အပျက်တွေကြီးဘုရားသခင်ရဲ့ကေရမီစီမံကိန်းမှာမေတော်ကဘယ်လောက်အရေးကြီးတယ်လဲဆိုတာလူတယောက်နားမထောင်တော့ကြောက်လူသားအလုံးကအပြစ်ထဲကိုရောက်ကြရတယ်။လူတယောက်နားထောင်တော့ကြောက်လူတယောက်နာခံတော့ကြောက်လူသားအလုံးကကေတင်ကြီးချမ်းသာကြရတယ်။ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအခြေခံတစ်ခုနော်။အဲ့တော့အဲ့ဒီလူတယောက်နားမထောင်တော့ကြောက်အဖြစ်ပါလေ။ဘာလို့ကြောက်ကြပါလဲ။အာရနဲ့ဧဝတော်ပြောတာ။အာရကဘုရားသခင်ကတားမြစ်ထားတဲ့ဒီပင်ကအတိကိုမစားနိုင်လို့ဆိုတဲ့တိကျချက်ကိုထောက်ကြည့်တဲ့အတွက်ဘုရားလူသားအလုံးကဘုရားသခင်ကိုနာမခံအာရရဲ့ဘုရားသခင်ကိုနာမခံခြင်းကြောင့်အပြည့်နဲ့တည်ခြင်းရဲ့ကောင်းမှုအောက်ရောက်သွားရတယ်ဆိုတော့အဲ့ဒီကဘာဦးကျမ်းကအဖြစ်ပြကအာရရဲ့ဧဝရဲ့တစ်ပင်ရဲ့နတ်ဆိုးရဲ့ဒီပန်ဒီကိုစားတယ်အဲ့တော့လူတယောက်ရဲ့ the fall ကြာရှုံးခြင်းကအာရဘုရားသခင်ဖန်ဆင်းတဲ့အာရဒီအာရကြာရှုံးအောင်ဒီတစ်ပင်နဲ့ဒီမျိုးသမီးနဲ့ပတ်သက်တယ်ဒီလူသမီးကဒီအသီးကိုစားလို့တိုက်တွန်းတဲ့ဒီတစ်ပင်ကအသီးကိုစားလိုက်တဲ့အတွက်အာရရဲ့ကြာရှုံးလာတဲ့လူသားတွေရဲ့ကြာရှုံးလာဖြစ်သွားတယ်အဲ့တော့လူတယောက်ရဲ့နာခံခြင်းကြောင့်
ကေတင်ရင်ရရတယ်ဆိုတဲ့လူတယောက်လို့ခေါ်တဲ့လူဖြစ်ကိုရောဘုရားသခင်ယေရှုကနော်ဒုတိယပုဂ္ဂိုလ်တော်ဘုရားလူဖြစ်ကိုကြည့်ကြတယ်ဒီတစ်ပင်နဲ့ဒီအလို့သမီးတယောက်တော့ကေတင်ရတို့တို့ညာလောကကရေဝထုတ်တာလောကတဲ့လို့ပြောတာသခင်ယေရှုလောကတဲ့နေတဲ့ချိန်တော့အစ်တင်ပဲနော်တစ်ပင်နဲ့ဘာသာကိုရှိတဲ့တစ်ပင်နဲ့ဒီတစ်ပင်မှာသခင်ဘုရားလောကတဲ့အဲ့တော့ဒီတစ်ပင်နဲ့ဒီအလို့သမီးတယောက်တော့ကေတင်ချင်းကလောကလည်းရောက်တာလူတယောက်ကိုသူ့ဖြစ်ကိုယူတဲ့လူတယောက်ဖြစ်တဲ့သင်ပြားကမေရိုမာရီယာကဆက်သူ့ဖြစ်ကိုယူတယ်အဲ့တော့မေရိုမာရီယာနဲ့ဒီတစ်ပင်ကြောင့်လို့ကျွန်တော်တို့ကကေရင်ချင်းကိုပြန်ရ the cross နော်မေရိုရဲ့လောကတိုင်အဲ့ဒါဒီလောကကျမ်းကတစ်ပင်နဲ့အေဝါပဲသူတို့ကြောင့်ဒီတဲ့ကိုကြားလာတယ်အခုဒီတစ်ပင်နဲ့ဒီမြို့သမီးမာရီယာကြောင့်မေရိုမာရီယာကြောင့်လို့သူတို့အလုံးကကေရင်ချင်းကိုပြန်ရကြတယ်အဲ့တော့မေရောကဒါကတိုက်ဆိုင်မှုမဟုတ်ဘူးနော်တိုက်ဆိုင်မှုဒါကဘုရားသခင်ရဲ့လုပ်ရတော်ကဘုရားသခင်ရဲ့စကားကိုလူတွေရဲ့စကားအဖြစ်မှတ်တမ်းတင်ပြီးရေးသားတဲ့အခါမှာဒါဘုရားသခင်ရဲ့ကျေးဇူးနဲ့အစီအစဉ်အဲ့တော့နောက်ပြီးတော့ရှိသေးတယ်ဤဝဆိုတဲ့အမှုကြီးကအာရံကိုဘုရားသခင်ကအိပ်ကျော်ခိုင်းပြီးတော့သူ့နိုင်လူတွေကနေပြီးတော့ဧဝကိုဖန်ဆင်းတဲ့ခါကျတော့အာရံကဧဝကိုပြီးတော့ငါအယိုရိယအယုငါသားရတာဆိုပြီးဧဝကိုအမှတ်တည်တယ်။ဘုန်းကြီးတော်လည်းနော်ကဲဒီရှင်ခရစ်တုသခင်ကဘဝကတည်းကမှာအသက်တော်ဆွပြီးတဲ့နောက်3ရက်တိတိတင်းငိုင်းကုန်မှာအိပ်ပျော်တဲ့ခါကျတော့သခင်ဘုရားရဲ့နာမည်တော်ကထွက်လာတာဧဝကိုအသင်းတော်ကသခင်ဘုရားရဲ့ခန္ဓာကိုယ်ရဲ့သခင်ဘုရားရဲ့ဒီရှင်ပြန်ခါတော့ခန္ဓာကိုယ်ရဲ့သခင်ဘုရားရဲ့နာမည်တော်ရဲ့ကနေပြီးတော့ထွက်လာတဲ့ဒုတိယဧဝသူတို့ကတော့ဘောပေါက်မေရိုရဲ့ခန္ဓာဘလောက်ရေးပါလဲဆိုဘောပေါက်အဲ့တော့ဧဝံဂေလိကျမ်းကိုကြည့်ကြဒီနေ့ဧဝံဂေလိကျမ်းမှာကာဏမျိုးနဲ့လက်ထပ်တယ်အဲ့ဒါကြောင့်လူတွေကယူမပြောတယ်ကျေသူကရိုင်းလိုက်တာအချင်းမိမစလုံးနဲ့ဘယ်လိုဆိုင်နေလဲခုနကတကယ်လို့သူ့အမေကိုအချင်းမိမလို့အချင်းသူသမီးတွေဘာလို့ခေါ်တာဒီဧဝကိုပူဇော်ပြီးလို့ဒီဧဝနဲ့မေရောနဲ့ကိုနိုင်ချင်လိုက်တာနော်ဧဝကဝမန်ကူနော်လူပေါင်းရဲ့အမိဆိုတဲ့ဧဝဆိုတဲ့လူသမီးကြောင့်အာရဏအပြည့်တဲ့ကိုကြောက်ခဲ့တယ်အဲ့တော့မာရိယာဆိုတဲ့လူသမီးကြောင့်တကယ်ယေရှုကဒီမျိုးဒီကေတင်းယေရှုကိုဘုရားခင်ရဲ့လူသားတွေနဲ့ပြန်လည်ပြီးတော့ကြည်အေးနိုင်အောင်လို့ဆောင်ကျင်းပေးနိုင်တယ်အဲ့တော့ဒီအစ်တော်ရဲ့တာဂိနီကိုများလေမေရောနဲ့မြူတီနော်ဒုတိယဧဝါလို့အမွန်းတည်ပြီးတော့ရေးသားခဲ့ကြတယ်အဲ့တော့ဒီကဏ္ဍမျိုးသက်သက်ကွယ်မှာလက်ထက်တဲ့ကွယ်ကသူတို့သားနဲ့သူတို့ကြီးလည်းမသိဘူးသူတို့သားသူတို့သမီးရဲ့မိဘတွေလည်းမသိဘူးကွယ်အုပ်လည်းမသိဘူးစပြည့်ကုံတော့မယ်ဆိုတာဘုရားကသိတယ်ဒီစပြည့်ကုံသွားလို့ရှိရင်ကွယ်ရှင်အရှက်ကွယ်အကျိုးရဖြစ်မယ်ဆိုတာမေရဝတိရဲ့ဘယ်သူမှမသိဘူးတားတော့သွားပြီးတော့သူတို့မှစပြည့်ရှိသူတို့မှစပြည့်ကုံတော့အဲ့တော့တားတော့ကသူတို့နဲ့ဘယ်လိုဆိုင်မှုပြောလို့မေရဝကလည်းတယ်သူခိုင်းတော့အရာကိုလုပ်ကြသူခိုင်းတဲ့လုပ်ကြတော့သူတို့ရဲ့ဝဲတက်ခံတဲ့လူကိုမှားထားတဲ့အတွက်ရေအိုးကြီးတွေကိုရေဖြစ်တော့စပြည့်ဖြစ်စီတယ်စပြည့်အတိတ်ကစပြည့်အဟောင်းနဲ့ပိုကောင်းတယ်ကျွန်တော်တယောက်စီရဲ့ဘဝတက်တယ်ဘလောက်ပဲမှားခဲ့ပြန်ပြီးတော့ပြင်လိုက်တယ်ဆိုလို့ရှိရင်စပြည့်အတိတ်ကစပြည့်အောင်နဲ့ပိုကောင်းတယ်ဒီနေ့မြန်မာနိုင်ငံမှာလူတွေအပတ်ရောက်ကြတယ်အိမ်ကြီးရွာကြီးပြည့်စည်ကြတယ်မိချွကြတယ်ဘာသာလူတွေဘာသာနိုင်ငံသားတွေငိုကြတယ်ဒီကျုံးရဖြစ်ကြတယ်မဟုတ်ရလေစပြည့်အတိတ်ကပိုကောင်းတယ်အိမ်အတိတ်ကပိုကောင်းနိုင်မယ်ဘဝအတိတ်ကပိုကောင်းနိုင်မယ်ယုံကြည်အားကိုးပဲလူတွေဘာဖြစ်လို့လဲလူရဲ့အခါလေးတရားဟောတဲ့အခါဘုန်းကြီးရတယ်ပြောတယ်မေတော်ကဆုတောင်းပြီးတယ်မေတော်တဲ့ဆုတောင်းရင်ရတယ်ဆုတောင်းရင်ပြီးတယ်ဒါပေမဲ့ဒီကံမျိုးကလည်းတော့ဖြစ်တယ်မှာလို့ရှိရင်မေတော်ကသူတို့ကလည်းဒီမသိနေကြရသူတို့ရဲ့အခက်အခဲကိုသိတော့သိတယ်အဲ့တော့ဘာလို့မေတော်ကဆုတောင်းတာတ
ပေးတာကိုစုမတောင်းနဲ့ပေးခြင်းတာညီခြင်းတာဆောက်ရှောက်ခြင်းအဲ့တော့ခုနကလူတွေမျိုးပြန်သွားလူတွေမျိုးဘုရားဘူးဒီဘာအရေးကလာကြအချို့ယောဂပြောကြတယ်အချို့ယောဂမပြောဘူးဒါမျိုးလို့အပြန်မှာစိတ်ချမ်းသာလာကြမေရောကဘယ်နဲ့တက်ကိုဒီနေရာမှာဘုရားကျောင်းဆောက်ပါလို့ပြောတဲ့ဒီဘုရားကျောင်းကဆုတောင်းဖို့ဘာအတွက်လဲမကြမ်းပါနဲ့ဒီတက်ဆုတောင်းဖို့နောက်သားများတဲ့ဒီဆုတောင်းဖို့တော့ဒီလူတွေတို့လိုနေရာလို့ပါဒီမကြမ်းပါတဲ့ဒီတန်းနဲ့ချီလာတဲ့အခါမှာဒီလူနာတွေကိုဘူရာကနေဒေညာမွေးကနေကားစိတ်ကနေဟိုတယ်ကနေပြီးတော့မေရောကူစီအောင်တင်ဆောင်လို့လူအားပေးတဲ့လူတွေအများကြီးလာကြတယ်များပါတော့လူအားပေးတွေကကိုယ်စိတ်နဲ့လာကြပြီးတော့ကိုယ်စိတ်နဲ့လူတွေမှာတဲပြီးတော့စားပြီးမှလူနာတွေကိုအရရကလူနာတွေကိုတည်ယူပို့ဆောင်ပေးကြတယ်စံကြောင်းထဲမှာဘူပြတဲ့ဘိုးတော်ကြီးနဲ့ဒီချိုးနိုင်အောင်လို့ကိုကြီးဆောင်းဆော့ကြတယ်အဲ့လိုပုဂ္ဂိုလ်တွေလည်းအများကြီးပဲအရင်ကယုံကြည်သူမဟုတ်တာတွေရှိတယ်အရင်တော့ဘဝတစ်ခုလုံးကဆုတ်ပြတ်ပြီးတော့ဆင်းရဲဒုက္ခရောက်ပြီးတော့တောကတွေဒုက္ခတွေနဲ့တန်ရရနဲ့နေရတဲ့လူတွေကလည်းအဲ့ဒီခုနကလူနာတွေကိုဆောင်းရှောက်ဖို့လိုအပ်လာပြီးနဲ့ပြောင်းလဲသွားရတဲ့လူတွေအများကြီးရှိတယ်အဲ့တော့လူတွေမျိုးကနေတို့ကဘာသမိုင်းထဲမှာယုံကြည်သူတွေမကလည်းမယုံကြည်သူတွေရဲ့အတိုင်းဝိုင်းထဲမှာလူတွေမျိုးနဲ့ဘေရောရဲ့လူတွေတို့မှာထင်ရှားပြန်ခြင်းကညောင်များတော့လူတွေရဲ့ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေခဲ့တယ်။ခင်မအမိကလူတွေလို့ဒီနေ့တက်ကရေးတဲ့အခါကျတော့မာရီယာလို့ဖြစ်ဘေရောကပထမတစ်ခါတော့ပြုံးလိုက်တယ် smile အဲ့ဒီ smile ကိုဘေရောယုံကြည်ပူဇော်တဲ့သာသမီအခုလုံးခံစားနိုင်ကြရတယ်။နောက်ကြမှာဘေရောက I am the immaculate conception ဒါဒီပြည့်မဲ့တယ်လို့ပြောတာဖြစ်တယ်။ဘေရောကဘယ်နဲ့ကိုတယ်အဲ့တော့မေရောကဘယ်နဲ့အားဖြင့်ဒီထင်ရှားတဲ့ဘုလက္ခဏာတွေဖြစ်တဲ့ဖြစ်ပေါ်စေခြင်းအပြင်တဲ့နော်အတိတော်စကားလားကအကယ်သူကလောကနဲ့မောနေပြီးတော့တာယောမှာတစ်ချိန်မေရောကိုအနံခဲ့တဲ့အတိတော်ကြီးကိုမေရောဆောက်ရှောက်ခဲ့ရတယ်ဒီနေ့ဒီအောင်မေရောရဲ့မာတင်လာကဲခုနကတာဏမျိုးကလက်ကပွဲတယ်သူတို့တွေရဲ့ဘဝတွေမှာမေရောကမိခင်တစ်ပွဲဆောက်ရှောက်လူကြီးရဲ့ရှိတယ်မေရောရဲ့မိခင်မြတ်တာဘယ်နဲ့အားဖြင့်မေရောကဘာလို့ဘာသာစီပြန်လာတယ်အဲဒီကောင်ကတော့ဒီနေ့ကျွန်တော်တို့မေရောကကျွန်တော်ပူဇော်တယ်သူ့တောင်းရယောဂတော်ကိုကျောင်းပါဖို့ချမ်းသာဖို့ဆိုတာလေမေရောရဲ့ချစ်ချင်းမြတ်တာနဲ့မာသလီလက်မိခင်ချစ်ချင်းမြတ်တာကဘာကဘာကိုယ့်ဘဝချင်းကိုယ့်တမိုင်းမှာပြန်လာစီဖို့ကြိုးစားရမယ့်တာဝန်တွေပြောရတာယောဂတော့အောင်လို့ယောသူ့တောင်းရရင်လည်းယောဂဝေဒနာခံစားနေရတဲ့ဝေဒနာရှင်ကြီးကိုဘောနမတွေစူးစားခြင်းတွေအင်္ဂါလေးတွေကိုညီကြဖို့ယောဂဝေဒနာတွေကိုကုညီဆောက်ရှောက်နေတဲ့လူနာဆောင်တွေကိုညီကြဖို့ကျွန်တော်ရဲ့တာဝန်ပဲကျွန်တော်ယုံကြည်ခြင်းအတွေ့အကြုံတို့ယုံကြည်ခြင်းရဲ့တာဝန်ပဲအဲ့တော့ဘုရားကကြုံရင်းတဲ့ခါလေးပါပြောတယ်ဆိုတော့ဘာလို့လဲဆိုတာဒီကဘုရားတကယ်ရဲ့ဘုရားတော်ဘုရားတော် in the words of men ဘုရားတကယ်ရဲ့စကားကိုလူတွေရဲ့စကားဖြစ်နေရေးထားတယ်လူတွေနားရဲ့စကားအဲ့တော့ခရီးရောက်နေဘုရားတကယ်စကားဘုရားလူတွေပြောတဲ့စကားကိုအာရဧဝနဲ့ပြောတဲ့စကားမိုးစင်နဲ့ပြောတဲ့စကားဒါဝိနဲ့ပြောတဲ့စကားဣဇာအိယနဲ့ပြောတဲ့စကားအဇေခီယနဲ့ပြောတဲ့စကားအေလိယနဲ့ပြောတဲ့စကားဒါနီယနဲ့ပြောတဲ့စကားဘုရားတကယ်စကားဘုရားတော်ရဲ့ဓမ္မသစ်ပါလေမာတင်နဲ့ယူနီအတွေ့အကြုံလူကားရဲ့ယူနီအတွေ့အကြုံယောဟန်ရဲ့ယူနီအတွေ့အကြုံမာကုရဲ့ယူနီအတွေ့အကြုံတမ်ဘီသူရဲ့ faith experience ယူနီအတွေ့အကြုံတမ်ဘောလိုရဲ့ faith experience ယူနီအတွေ့အကြုံကစာရေးဘောမာလူဒီလိုစာခေါ်ရဒီလိုစာအဲ့တော့ဒီနေ့ကျွန်တော်တို့ဘဝတက်တာမှာအရေးကြီးဆုံးက my bible ပေထရုရဲ့အတွေ့အကြုံလူကားရဲ့အတွေ့အကြုံမာတင်ရဲ့အတွေ့အကြုံတွေဖတ်ပြီးတော့
my Bible ဆိုတာငါရဲ့ယုံကြည်ခြင်းတွေ့ကြုံငါယူတယ်သူတို့ပြောမှာဒီနေ့ငါနဲ့ဘုရားနဲ့ဘာတွေဖြစ်ကြငါနဲ့ဘုရားနဲ့ဘာစကားတွေပြောကြဒီနေ့ငါရဲ့စိတ်ကငါရဲ့ဘိက္ခုငါရဲ့မောဟဒေါသမောဟအတ္တဒီနေ့ငါရဲ့လူမကိုင်ငါနဲ့ငါရဲ့မိသားစုနဲ့ငါရဲ့phụသားချင်းနဲ့ငါရဲ့အိမ်သားချင်းနဲ့ငါရဲ့ဘာသာသူတို့နဲ့ငါရဲ့အကျိုးကအဲ့ဒါငါရဲ့ Bible နဲ့ my Bible ဆိုတာအဲ့ဒီ my Bible ကိုနေလိုက်ပါဖို့လိုတယ်နော်သူများရဲ့ Bible ကိုဖတ်ပြီးတော့ငင်းကုန်ညာဖြစ်နေကြတဲ့အခါနော်အဲ့လို Bible is the book of love တမန်ကျမ်းစာဆိုတာချစ်ချင်းတာရဲ့စာအုပ် Bible is the book of life အသက်ကြီးတဲ့စာအုပ် Bible is the book of community အုပ်စုဘာသာရေးအုပ်စုရဲ့စာအုပ်စီလုံး book of communion ကိုပြောတာဒီစီလုံးနဲ့ဖြစ်ပြရတယ် Bible ကရောက်တဲ့ပုံမဟုတ် Bible ကညင်းဖို့မဟုတ် Bible ကတိုက်ဖို့ခိုင်းဖို့မဟုတ်ချစ်ဖို့အစေခံဖို့အနိနာခံဖို့အတူတူပါအသက်ရှင်ဖို့အဲ့တော့ကျွန်တော်တို့ကနေတိုင်းနေမွေးအိယာလို့ရအိယာမပြော my Bible ကရေးနေတာငါဒီနေ့ဘယ်သူနဲ့ရဖြစ်ပြီးပြီလဲငါဒီနေ့ဘယ်သူကိုကူညီပြီးပြီလဲငါဒီနေ့ဘယ်သူပဲစကောင်းပြီးပြီလဲဒီနေ့ငါဘုရားနဲ့စကားပြောတယ်အဲ့ဒါ my Bible ပဲအဲ့ဒီ Bible ကိုအသက်ရှင်ကြပါအဲ့တော့မေရိုမာရီယာကတမန်ကျမ်းစာထဲမှာစကားအများကြီးမပြောဘူးတချို့ကပြောကြလိမ့်မယ်မေရိုကျောင်းကျမ်းစာထဲမှာသိမပါဘူးအဲ့ဒါမယုံဘူးလို့ပြောကြတယ်တမန်ကျမ်းစာထဲမှာပါဘူးတဲ့ခုနကပဲ my Bible မေရိုက silent တူတူတိတိအတော်ခက်ခဲနဲ့တရားစီရဲ့သိရှိတာကိုတက်တည်ခံနေကျွန်တော်တို့ပြောစီကဘေရိုကဲခုနဘယ်နဲ့တဲ့အားဖြင့်ဖာဒီမာကျတော့ခုန Francis တို့ကစဉ်းစားလို့အားဖြင့်ဝါဒလူပေမှာဘောင်းကလာစလဲမှာဘေရိုကကြတဲ့နေရာကြီးတရားစီရဲ့သိရှိတာကိုဘာအမှန်ပြန်ပြန်ဆိုတာဘေရိုမာရီယာအဲ့တော့ဒီလိုဘာမှမလုပ်ဘူးရဟန်းတော်ကြီးဒီလားရှင်လေးကလေးမဆရာကြီးတဲ့ဘာသာတမန်ဘာသာကြီးတို့ရဲ့နေနေဘဝတဲ့တာတို့ရဲ့အကျိုးအဆူဖြစ်တဲ့အနေနဲ့များအပြင်တရားသခင်ရဲ့သိရှိမြတ်တာဘာအမှန်ပြန်ဖို့ကဲလေဒီတော့ဒီတက်ဖို့ဘဒူးကြီးများဖို့ဒီတော့ဒီမှာဘယ်လိုနေပြီးတော့ဘယ်လိုနေနိုင်ဆောင်လဲတရားသခင်ရဲ့သိရှိမြတ်တာကောင်မှတက်တဲ့နေရာကြီးဖြစ်တယ်တမန်တော်တို့ကအတင်းတော့ဘာလို့ပို့တဲ့ first century ပထမဆုံးနှစ်တရာမှာအတင်းတော်ကအရင်ပို့တဲ့တာဘာသာဝင်တွေအများကြီးပဲအသက်လက်ခံရတယ်လောကတဲ့တင်တတ်တယ်ရှင်သေးစာတွေ့ရတယ်မိချို့တတ်တယ်အဲ့ဒါတော့မှခရိယာဘာလို့ဖြစ်ချင်ကြလဲတတ်တာမှာတည်ရတဲ့ခရိယာဘာလို့ဖြစ်ချင်ကြဘာဖြစ်လို့လဲကျွန်တော်တို့အတင်းတော်ဒီချစ်ချင်းမြတ်တာမှာခြေခံတဲ့အတင်းတော်ဖြစ်တယ်တမန်တော်တို့နော်ခန္ဒီပြည့်နှစ်3 4 5ဖတ်ကြည့် one heart and one soul ဆိုတော့တဲ့နေတဲ့နေရာအောင် one heart and one soul စိတ်နှလုံးတစ်လုံးပါတယ်ရှိကြတယ်ဆုတောင်းတဲ့နေရာမှာစိတ်နှလုံးတစ်လုံးပါတယ်ရှိကြတယ်ညီလူမြပိုးရှံနေလည်းမရှိဘူးချို့တဲ့တယ်မရှိဘူးဆင်းရဲလို့ချို့တဲ့နေလည်းမရှိဘူးချမ်းသာတော့ပိုးရှံတဲ့သူရှိအားလုံးကတစ်လုံးတစ်ပါတယ်ရှိကြတယ် one heart and one soul အဲ့တော့ဘာလို့ဒီလိုလဲတရားနဲ့ကြောင်းနဲ့ပေးကမ်းကြည့်ကြတဲ့အတွက်အများကြီးပြရမှာလည်းကိုနားတာအသက်ခံရမှာပြည့်ရတဲ့မိရှုခံရမှာပြည့်ရတဲ့ရှင်သေးတာကျွေးတဲ့ရှင်သေးကြီးကြောင်ထားတဲ့တွင်းကြီးတွေကိုပြစ်ချတဲ့အခါကျတော့လက်သွေးပြီးတော့အကွာတော့တချင်းတွေဆူပြီးတော့သွားကြတယ်ဘာဖြစ်လို့လဲတော့မကငါတို့ခံစားရတဲ့ထာဝရဒုက္ခချမ်းသာကဒီကနေ့ဒီလောကမှာခံနေရတဲ့ဒုက္ခတွေဝေဒနာတွေအစပေါင်းများစွာတာရတဲ့ကိုယူကြည်ကြရဖြစ်တယ်။ဒါကြောင့်တို့ခရစ်ယာန်တက်တာမှာဒီဘဝကြုံရအတွေ့ရခံစားရတဲ့ဒုက္ခတွေဝေဒနာတွေနာကျင်မှုတွေမတိကြမရေရာတွေကနောဘဝမှာခံစားရမယ့်ထာဝရဒုက္ခချမ်းသာကိုနိုင်ရှင်ပြတ်မှာဘယ်လိုမှနိုင်ရှင်ရမရှိဘူး။အဲ့ဒါကိုမေရောရောညာတာသူတို့တမျက်တွေဒီလမ်းကိုလိုက်ခဲ့ကြတယ်။တကယ်ဆိုရင်ကျင်းမြောင်းတော်လမ်းခက်ခဲတော်လမ်းဒါကြောင့်ဘာသာသူမျိုးမော်တော်ဘာသာသူအုပ်စုဆိုတာဘလို့နေနေလာတော့ဘုရားရှင်ကိုစာတရားကအရှင်းဆုံးပြန်သွားတာပြောနေဒီကချစ်ကြတယ်
သူတို့အိမ်မှာဆံမရှိတာငါတို့အိမ်မှာဆံမရှိတာလည်းအတူတူပဲသူတို့အိမ်မှာလူနာတယောက်ရှိတာငါတို့အိမ်မှာလူနာတယောက်ရှိခဲ့သူအတူတူနေနဲ့ခံစားသူတို့အိမ်မှာဒုက္ခရောက်နေငါတို့ဒုက္ခရောက်တယ်ခံစားသူတို့အဖေဖမ်းခံရတာငါတို့အဖေဖမ်းခံရတယ်ပဲဝေပြခံစားနေရတယ်အဲ့ဒါမှပြင်ရစိတ်ကြလို့အဲ့တော့လူတွေကတော့ထင်ရှားတဲ့ဘုလက္ခဏာတွေဖြစ်တယ်လို့ပဲကျွန်တော်တို့ဘာသာလို့အုပ်စုတွေမှာအဲ့ဒီဘုလက္ခဏာစနေရမယ်အဲ့ဒီလိုအသက်ရှင်နေရမယ်မိမိရဲ့ဘဝမိမိရဲ့အတ္တကမိမိရဲ့ပျော်ရွှင်မှုမိမိရဲ့ချမ်းသာကြုံမှုဝေမျှပေးနေကြရမယ်စေဖို့တစ်ခုလုံးနဲ့ကျင့်တတ်မှရတယ်ဒီနေ့ပို့ပြီးတော့စက္ကန့်နေအောင်ဒီနေ့ပို့ပြီးတော့အစီခံရအောင်ခရိယာအစီခံခြင်းဆိုတာကနော်ခရိယာအစီခံခြင်းဆိုတာချုပ်ခံလာပဲချုပ်ခံလာပဲကိုယ့်ကိုယ်နှိမ့်ချပြီးတော့အောက်ကျနောက်ကျဒီများနဲ့အနှိမ့်ချခံပြီးတော့ဒုက္ခရောက်တဲ့သူတွေအကယ်တည်းရှိတဲ့သူတွေလူများစုအစီခံတာအဲ့ဒါချုပ်ခံလာပဲနော်တကယ်တရားအတင်နေတာမာဒီမင်းတို့ဆရာကြီးဖြစ်တဲ့ကဲလို့မင်းတို့ရှည်ရောက်ရှင်းတဲ့ကဲလို့မင်းတို့လည်းချင်းချင်းကြောက်ချီပြီးတော့ဆေးကြတော့အစီခံခိုင်းတာဘလို့အစီခံခိုင်းတာလို့အောက်ကျနောက်ကျနှိမ့်ချပြီးတော့အစီခံခိုင်းတာနာမည်ကြီးရင်လို့အစီခံတာမဟုတ်ဘူးနာမည်ကြီးရင်လို့ပရာဟိတလုပ်တာမဟုတ်ဘူးနာမည်ကြီးရင်လို့ရက်တဲ့တော်ထဲမှာလူလေးကုသိုလ်လုပ်တာမဟုတ်ဘူးခရိယန်ပြောအစီခံနေလို့ဘာလို့လဲဘာသာတော်ဥစ္စာကတော့မှအမဟုတ်ဘူးနော်ဒါမှဘာသာတော်ဥစ္စာဘာလို့လဲစေမေရီကလေးရဲ့ဥစ္စာစာပြီးပြန်တော့ဥစ္စာရပရာဟိတအဖွဲ့တော့မှအမဟုတ်ချစ်စစ်မြတ်တာကိုစုလို့အခြေခံရချစ်စစ်မြတ်တာလည်းအသက်ရှင်ရတယ်ရှိတာကိုဝေမျှပေးကမ်းနေရတယ်နော်ဒါမို့ကျွန်တော်စကားကမစ္ဆာတရားလို့ပြောဘူးမဟုတ်တဲ့လေ breaking of bread ကိုဘဝကိုဖဲ့ပေးနေရမယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဖဲ့ပေးနေရမယ်ကိုယ့်ရဲ့ပျော်ရွှင်မှုဖဲ့ပေးနေရမယ်ကိုမရှိတဲ့ညသူတို့ရဲ့ဒုက္ခကိုလည်းအတူဖဲ့ပြီးတော့ခံစားနေရတယ်နေ့လူတွေမျိုးကဘယ်လိုအကူရဲ့ဒီလိုပေါ်တော့ဘယ်လိုထင်ရှားခဲ့တဲ့ဘယ်လိုအကူရောလာပြီးကျွန်တော်တို့အဲ့ဒီသူတို့ရဲ့ပျော်ရွှင်မှုတွေချစ်ခင်မှုတွေဝိညာဉ်ပြည့်နေအောင်စူးစမ်းရင်းနဲ့အမိပြောခဲ့တယ်နော်။နာဇရက်မြို့ကနေပြီးတော့ကာလိုရီတောင်ပြောက်ကာလိုရီတောင်ကနေပြီးတော့ဒီလိုရေးနဲ့လိုက်ပြီးတော့ဒီထိုင်ရရတယ်ပြီးတော့ဒီအတော်ဒီကနေ့တိုင်အောင်နော်ဒီကနေ့တိုင်အောင်ပါတီမာတို့လူတွေတို့နာဆလက်တို့ဗဒတုပေတို့နော်ဂရဂျူကိုရီတို့အစစဒီကနေ့တိုင်အောင်ဘယ်တော့မှတာသမီးတွေကိုပြစ်မထားဘူး။ဘယ်တော့မှကျွန်တော်တို့လူကြီးလူသားသမီးတွေနဲ့အတူရှိတယ်။မေတော်ကဲ့သို့အများကိုဒီများတကာကိုပျော်ရွှင်အောင်နော်ဆောင်ရွက်ပေးနေဖြစ်တယ်ခရိယာတွေဟာကိုကြောင့်ဒီများတွေပျော်တာဒီများတွေစိတ်ချမ်းသာတာဒီများတွေတကယ်ပြည်နေတာကိုဆောင်ရွက်ပေးနေလို့ရှိတာတော့ခရိယာတွေလူမေတော်ဆရာကထားပြီးတော့အသက်ရှင်တာပြီးတော့ဒါတော့တရှိမပြင်းလို့ရပါမယ်နော်